မိဘကိုလှုပ်ကြွေးရခြင်းသည်မင်္ဂလာဖြစ်သလိုမိဘကျေးဇူးကိုတည်တတ်ခြင်းသည်လူတို့၏တန်ဖိုးဖြစ်သည်ဟုဆရာတော်ကြီးကမိဘကျေးဇူးဆက်တရားတော်တွင်အချက်လက်စုံလင်စွာဖြင့်တိုက်တွန်းနှိုးဆော်ဟောကြားထားသောတရားတော်ဖြစ်သည်ယနေ့ငယ်ရွယ်တဲ့လူလေးတွေပါလို့တရားပွဲတွေကနေပြီးတော့မသိတဲ့ကလေးလေးတွေသိအောင်လိမ္မာတိထုတ်ရဟောလိုက်ကြစို့ဤတဲ့လူတော်ဗမာပြည်မှာများစွာအားဖြင့်ရှိနေကြတဲ့လူတွေကိုရှောင်တတ်အောင်ဒီနေ့တရားပွဲတွေမှာငယ်ရွယ်တဲ့ကလေးလေးတွေများငယ်ရွယ်တဲ့ဓမ္မလေးတွေလည်းများကြီးတဲ့လူကောပေါ့လူတရားမှာ69ယောက်ကျေးဇူးကြီးတဲ့သူကိုမသိကျေးဇူးနည်းတဲ့သူကိုကျေးဇူးရှိတယ်ထင်၍ဗမာပြည်ရောတကဘာလုံးမှားနေကြတယ်လောကမှာအနန္တကျေးဇူးရှိကြမိကြတယ်မာတရောမေရုသင်္ကာတာဘိက္ခုဟိကဟထေယီဝမာတုနံဘောတိတုံယုတ်တံတောလောကေသာနန္ဒနာမာတရောပိုက်ထွေချစ်ခင်အမိအဖကျေးဇူးရှင်တို့ဟုကိုဘိက္ခုဟိသမုတ်စိလီကိုဒီပြောမှုယဟန်ပြု၍နေကြတဲ့သူတို့ဒီ၎င်းကဟထေယီဝါဥယင်သမယနဲ့ပြောပါနေထိုင်ကြတဲ့သူတို့ဒီ၎င်းဘောတိတုံအရာရာမှတိခံ၍တဖန်ပြန်မွေလှုပ်ကြွေးခြင်းအမှုယုတ်တံယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အမှန်လျောက်ပါကောင်းမြတ်ပေ၏တဏံတနာရှေသူတော်ကောင်းတို့ဤလံကောင်းလက်တုံဖြစ်ပါပေတော်သတည်းသားတို့သမီးတို့တဲ့တို့ဖះကပြောဘူးလောကကြီးမှာအမိအဖဆိုတာအလွန်တန်းမှကျေးဇူးတော်ကြီးပါတယ်ဖះတရားတန်ခါနောက်တစ်ခါအမိအဖဆရာသမားပြင်စကုနောအနန္တောတွေမှာဖះတရားနဲ့အတူတူပြထားသည့်အတွက်မိခင်ဖခင်များကိုကဟထေဟီဝါအိုးအိမ်သားမယလင်သားနဲ့နေတဲ့လူတွေကလည်းမိဘကိုတဖန်ပြန်မွေလှုပ်ကြွေးတိုက်တယ်မင်းတို့လိုပုဂ္ဂိုလ်မပြောနဲ့တဲ့ငါဖယားကိုတော်မြတ်တကူတော်အနန္တဉာဏ်တော်အနန္တကံတော်အနန္တနဲ့ပြည့်စုံတဲ့ဖယားသည်ပင်လင်ဖယားဖြစ်တဲ့အခါဟိုနတ်ပြည်မှာတွားရိပ်မေတော်မိနာတာကြီးဘုံကိုလိုက်ပြီးတော့တရားဟောတယ်အဲ့တော့ငါဒီအမေကိုကျေးဇူးချ၏ငါလည်းအမိကိုလှုပ်ကြွေးတယ်မင်းတို့လည်းအမြဲမတွေ့မိဘနှစ်ပါးကိုလှုပ်ကိုင်းကြွေးရမှာဖြစ်လေသည်အာယုပြုတာတို့တတိုင်းပြည်လုံးဘုနာမှာကြားရမိဒီဖရီအိုကြီးအိုမငတ်လို့သားရီသမီးတွေတကြိတ်9ယောက်ရှိတာဒီမိဘနှစ်ပါးလှုပ်ကြွေး၏တချို့ဘုနာအဖေအိုကြီးကြီးအောင်ကြီးကမှနွားကြောင်းရကူလီလို့ရတောင်းရက်စားရကျိုးကျစ်စားရကြောင်းကတ်စားရသားရီသမီးတွေငယ်ငယ်တုန်းကဒီအဖေအမေတွေလှုပ်ကြွေးခဲ့တယ်ပြန်လှုပ်မကြွေးဘူးအလွန်မတန်ခေါင်းပါနေကြတယ်တို့ဗမာပြည်မှာဒါကြောင့်တပြည်လုံးတကဘာလုံးဖြစ်နေကြလို့ရှိကတူတော်ကောင်းကြီးတွေဘယ်လိုလှုပ်တယ်လဲမိဘကျေးဇူးဘယ်လိုသိတယ်လဲလို့ဒီနေရာအဖြေရှာမှာလားမရှာဘူးလားကဲအာယုပြုတာတို့ဘယ်ကဟောကြမလဲယောဘာလောပရိဒေဝံတောပထဝေဘဝိသိတဝအဝိစီမိမဟာဒုက္ခအနုဘဝန္တိဒီပါဠိများမှာပြန်ပြီးဟောကြရအောင်စိတ်ကလေးပဲမှမသွားကြနဲ့အာယုလေးပြုစားတို့မှားရင်ပြင်ရအောင်မှန်တော့လူကဆက်လို့ရအောင်အာယုလေးပြုထားကြတာဘူးသမီးဘူးတမက်ဘူးညီဘူးမေ့လိုက်စမ်းတရားနာတဲ့အခါတောကကြီးအကုန်လုံးဖယ်ထားလိုက်မှားတဲ့သူကပြင်ရအောင်မှန်တဲ့သူကလက်ရအောင်လို့တို့သုံးလောကထောထားခောရမမြတ်စွာဘုရားတက်တော်ထေရှားရှိစဉ်အခါကာလရာလယိုပြည်ကြီးမှဘယင်အဇာတတအုပ်ချုပ်ခြင်းအခါကာလ၌တက္ကဝေလူဝံကျောင်းမှတရင်သုံး၍နေစဉ်အခါကာလတနေ့တနေ့
ညစွာဖယားကပလင်မော်ရောက်တဲ့အခါကြတော့သားတို့သမီးတို့ငါဖယားကိုတော်မြတ်မလာခင်ဘယ်တရားနဲ့ဘယ်စကားဆွေးနွေးနေကြပါသလဲမေးလိုက်တဲ့အခါရှင်အာနန္ဒမထေရမြတ်ကလက်ဦးချီမိုးဒီတကာလရှိခိုး၍လျှောက်တယ်ဗန္တိရွှေဖုံးတော်တခင်အိုးအရှင်မြတ်ဖယားတတိတော်အာနန္ဒနှင့်တကွသံဃာအများနှင့်ဒါယကမအများကလျှောက်ထားပါ၏အရှင်ဖယားတတိတော်တို့အရှင်မြတ်ဖယားမကြွလာခင်မှာမနေ့ကဖြစ်နေတဲ့ဖြစ်ရကြီးတစ်ခုကိုအရှင်မြတ်အတွက်ကိုတွေးတော်ကြံစီ၍နေပါ၏ဖယားအရှင်မြတ်ဤရောက်ဖအရင်လည်းဖြစ်ညီအကိုတဝင်းခွဲလည်းဖြစ်တာကြီးဝင်မင်းမျိုးလည်းဖြစ်ပါလျက်နှင့်အရှင်မြတ်ဤတာယဟန်လည်းဖြစ်ပါလျက်ဒီဝရကြီးကအရှင်မြတ်ကြီးကိုဆင်းတဲ့တိုက်ဝင်းကဘာတောင်ဆောင်ကအကြောင်းမောင်းနဲ့လှိမ့်ချအမျိုးမျိုးနှိမ့်ဆက်နေတဲ့အကြောင်းကိုပြောတယ်ပါတယ်ဖေရဒီဝရကြီးဒီဆိုးလေခြင်းလို့တတိတော့ပြောနေကြပါတယ်လို့ပြောတဲ့အခါကျမှတို့ရွှေဖုံးတော်တခင်အရှင်မြတ်ကြီးကဘာကိုအမိန့်ရှိလိုက်တယ်လဲသားတို့သမီးတို့အဲ့ဒီဒေဝရာကြီးဒီအခုမှမဟုတ်ဘူးတဲ့ယခုလှုပ်ထားကတော်ရည်တဲ့ဟိုးဝေးကွာတဲ့ကဘာအတွင်းကငါကိုရက်ဆက်နှိမ့်ဆက်ခဲ့ဘူးတဲ့။ဦးမြတ်စွာဘုရားဒီဝရကြီးကရစ်တဲ့တောင်ဆိုရည်သလား။ဒါတို့ယခုနှိမ့်ဆက်ထားကတော်ရည်တဲ့အတိတ်တုန်းကငါကိုရက်ဆက်နှိမ့်ဆက်ခဲ့တဲ့အာယုံပြုကြဂုံတော်လို့ပြောတဲ့အခါကျတော့တရားနာနေတဲ့သူနှင့်တကွာဘိန္ဒီတာရမင်းရောက်အဇာတတမင်းကြီးနှင့်တကွာနင့်အပေါင်းတို့ကအာယုံပြုကြတယ်အာယုံပြုတာသားတို့သမီးတို့ငါဒီဟဲ့ဒီဖယားမဖြစ်ခင်ဟိုးလွန်လေပြေရှာဝေးကွာတဲ့အခါတုန်းကဖြစ်ရကလေးတစ်ခုကိုငါပြန်ဟောမယ်အာယုပြုတာဒါလောဘသမီးလောဘမေ့လိုက်စမ်းဟိုးရှိလွန်လေပြေရှာဝေးကွာတော့အခါတုန်းကဟိမဝန္တာတော်ကြီးရဲ့လို့ရှိတယ်တော်ကြီးတော်တဲ့မှာမြောက်အပေါင်း8000ကလည်းရှိတယ်အဲ့ဒီမြောက်အပေါင်း8000ကိုရှင်ဘရင်လှုပ်ပြီးတော့အုပ်ချုပ်နေတဲ့မဟာနန္ဒိယသုရနန္ဒိယဆိုတဲ့မြောက်ညီအကို2ယောက်ရှိတယ်မဟာနန္ဒိယကရှင်ဘရင်လှုပ်သုရနန္ဒိယကမြောက်အပေါင်းကိုအိမ်ရှိစလှုပ်ပြီးတော့တော်ထဲမှာသိဆံပင်ဖြစ်လင်ကစားကျောကတာရင်ငါတာထား၍အဲ့ဒီမြောက်နှကောင်ကမြောက်အပေါင်းကိုမင်းကျင့်တရား10ပါးနဲ့အညီအုပ်ချုပ်လျက်ရှိလေသည်အဲ့ဒီမြောက်ကြီး2ကောင်မှာအမိအဖကရှိတနေ့တနေ့ကြတော့မြောက်အဖေကြီးကတည်သွားတဲ့အခါမြောက်မကြီးကစဉ်းစားတဲ့အလိုငါအသက်သမျှချစ်ခင်တဲ့လင်းယောက်ကြတော့တည်သွားပြီသူဤသေးကားနီးမှာသူတာမဟာနန္ဒီယသူတာသုလနန္ဒီယနဲ့မခွဲခြင်းလို့မျက်လုံးလေးကလဲနဲ့နေတယ်ငါကိုလည်းချစ်လိုက်တာငယ်ကအကြောင်းဆက်ပေါင်းဖက်ခဲ့တဲ့လင်းကြီးတော့တည်သွားပြီသူဒီသေးကားနီးမှာသူသားနဲ့ငါကိုစိတ်မချလို့သေးကားနီးမှာငါကိုကြည့်လိုက်သူသားကြည့်လိုက်တည်သွားပြီငါဒီသူ့သား2ယောက်ကိုနောက်ပထွေးအဖေမခေါ်ရအောင်ငါဒီလိုပဲနေတော့မယ်ဆိုပြီးမြောက်မကြီးကနေအဲ့ဒီမြောက်မကြီးလိမ္မာလားမိုက်သလားဟိတော်လိမ္မာတာပေါ့သူ့သားလေးတွေပထွေးအဖေမခေါ်ရအောင်ငါဒီနောက်ယောက်ျားယူလိုက်ရင်ရောက်နောက်ယောက်ျားကငါ့ကိုတော့ချစ်မှာအမှန်ပဲတဲ့ကာမဂုဏ်လေးကိုငါယောက်ျားအရင်ယောက်ျားကမွေးသွားတဲ့သားတွေကိုတော့သူချစ်မှာမဟုတ်ဘူးငါရီငါသားလေးတွေပထွေးအဖေမခေါ်ရအောင်ဒီလိုပဲနေမယ်ဒီလောက်မှကြီးတော်တော်အသိဉာဏ်ကောင်းသလားမကောင်းဘူးလားဟိကောင်းပါရဲ့ဗျာအဲ့ဒီလိုနေပြီးတဲ့အခါတနေ့တနေ့ကြတော့သားတွေကလည်းရှင်မရင်ဖြစ်မအေးကြီးကတော်ထဲမှာနေတနေ့တနေ့ကြတော့တကူလာကဆုံလာမိုးရာကြီးကြလာတဲ့အခါရှင်ဘရင်မြောက်ကြီးကတောတနေရနေမအေးကိုကောင်းကောင်းမွန်မွန်အဆောင်နေနဲ့ထားရင်နဲ့တညာတော်အခါလေပြင်းမုန်တိုင်းနေကြ၍
မိုးရီတီထန်စွာလာတဲ့ရွာတဲ့အခါမြောက်အိုးမကြီးမုတ်ဆိုးမကြီးသားရီသမီးတွေကမယားရီနာနေရှင်မရင်ယာဓုနဲ့နေတော့အမေနာရှိကြသေးရဲ့လားအဲ့ဒါလေးလည်းမှတ်ရမအေးကြီးလေးပြုံးမုံနိုင်ကြလက်ကဆွဲထားတဲ့ဂိုင်းကလေးကျိုးပြီးတော့အောက်ကြခိုင်းကတစ်ခိုင်းနဲ့မျက်လုံးထိုးမိလို့မြောက်မကြီးမျက်လုံးနှစ်ဖက်ကန်ရတယ်မျက်လုံးနှစ်ဖက်ကန်သွားတဲ့အခါပါရီမဟာနန္ဒီယလူကလေးစုလာနန္ဒီယရဲ့ဘယ်ဟူတွားနေကြတယ်လဲအမေရီဆန္ဒပင်တင်ချစ်ချင်းမရဆန္ဒပင်တင်ချစ်ချင်းလင်ကိုအမေရီပြစ်ပြီးတော့ငါသားလေးတွေမျက်နှာငယ်မှာစိုးလို့နောက်ယောက်ျားမယူဘူးသားတို့ရဲ့ယခုတော့ငါသားနဲ့ငါသမီးများကယာလူကြီးတွေကိုမဲ့ပြီးတော့မယားနာမှာနေလို့အမေအိုးသားမကြီးမျက်လုံးကလည်းမမြင်တော့ဘူးဘယ်ဟူတွားရပါမလုံးလို့မြောက်အိုမကြီးဒုက္ခနဲ့တွေ့နေသလားဒုက္ခနဲ့တွေ့နေသလားဒုက္ခနဲ့တွေ့ပါဗျာကြည်သာအဲ့ဒါကြောင့်သားတွေသမီးတွေလင်းရှိတော့လင်းတော့လိုက်မယားရှိတော့မယားနောက်လိုက်တော့မအေးဖိနာကတ်နိုင်သေးရဲ့လားမှန်ပါဗျာအဲ့ဒီလိုနေတဲ့အခါဟိုစမ်းဒီစမ်းနဲ့မြောက်အိုမကြီးမျက်စိနှစ်ဖက်ကမ်းပြီးတော့ဒါလိုပဲတစ်ပစ်ချီရင်လေးနေရတယ်အဲ့ဒါသားတွေသမီးတွေဒီခေပြောရအောင်တချို့သမီးလေးမကြည့်သေးဘူးအိမ်အောင်ချပေးခြင်းသားလေးမကြည့်သေးဘူးအိမ်အောင်ချပေးခြင်းအဲ့ဒါမှားနေသလားမှန်နေသလားမှန်ပါဗျာအပြိုလူပြိုမိသားဖာရစုယုံနေရင်မကောင်းဘူးလားကောင်းသလားမှန်ပါဗျာမြောက်အိုမကြီးဒုက္ခရောက်တော့နောက်တနေ့ကျတော့နန်းနဲ့အာယုံကျင်းလို့လင်္ကာနီးကျတော့မဟာနန္ဒီယမြောက်ကြီးကစဉ်းစားတယ်။အော်ညတုန်းကလေးပြင်းမုန်တိုင်းနေတိုက်တယ်။ငါအမေများဘယ်လိုနေပါလိမ့်မတော်တော်တဲ့မြောက်ကြီးဟင်တချို့ဒုက္ခတွေတွေ့တယ်သားသမီးရာပူတယ်မအေးလှမ်းပူရဲ့လားဟေ့ပူပါဘူးအဲ့ဒီမြောက်ကြီးကငါအမေဘယ်လိုများနေပါလိမ့်မဒုံသွားကြည့်အောင်ပဲဆိုပြီးမဟာနန္ဒီယမြောက်ကြီးကလာတဲ့အခါမအေးကတစ်ပင်နာမှမျက်လုံးနှစ်ဖက်ကမမြင်တော့ဆောင်းဆောင်းလေးထိုင်ပြီးတော့နေတဲ့အခါမဟာနန္ဒီယကလာပြီးတော့အမေနာဥချလိုက်တော့ခါတိုင်းလို့နှုတ်မဆက်အလူငါအမေနှုတ်မဆက်ပါလားငါကိုတော့ကြည်နေပါ၏ကြည်ပဲနှုတ်မဆက်ဘူးဒီနေရာနဲ့မေးရအောင်မယ်သူတော်ကောင်းတို့တရားဓမ္မအပေါင်းတို့မအေးအိမ်ရောက်တယ်မအေးတန်းဥချလူရှိရဲ့လားမရှိပါဘူးအိမ်ရောက်မအေးအိမ်ကသမင်းချအနောက်ခံဝင်ဟို၌စားဒီ၌စားဒါပဲများတယ်ခုကြည်သာမြောက်တရိษံကြီးအမေကိုတန်းဥချတယ်လားမချဘူးလားအဲ့ဒါလူလားမြောက်တရိษံလားဟိတရိษံကြီးလိမ္မာနေသလားမိုက်နေတာဩငါအမေမသိပါကလားအဲ့ဒီအခါမဟာနန္ဒီယကချောင်းလေးဆူလိုက်တဲ့အခါအိုးငါနာချောင်းဆူတာဘဒူလဲလို့မြောက်မကြီးကမေးတော့အိုးအမေရဲ့သားကြီးမဟာနန္ဒီယအမေကိုလာကြတော့တယ်အမေရဲ့မျက်စိမှာလည်းတွေးနေပါကလားအမေခါတိုင်းဆိုရင်ကျုပ်ကိုနှုတ်ဆက်တယ်ဘာကြောင့်လဲလို့မေးတဲ့အခါသားကြီးညတုန်းကဖြစ်ပြတဲ့အကြောင်းစုံလေးပြောတဲ့အခါတိရစ္ဆာန်မြောက်မဟာနန္ဒီယကြီးကအမေဒုက္ခရောက်တဲ့ကြားလို့အတင်းအာရမဖွဲ့ပြီးတဲ့ကာလမအေးမျက်နှာမှာပင်းနေတဲ့တွေးလေးတွေကိုရှာလေးနဲ့ရက်တဲ့သူတော်ကောင်းတို့ဟင်သူတော်ကောင်းတွေဟိုင်းနာ80ကျော်အဖိုးကြီးတွေမအေးမျက်နှာရှာနဲ့ရက်တဲ့လူဘယ်နှယောက်ပါမပါဘူးမအေးကစားဖို့ပဲသူတို့မယားလေးများဆိုရင်တော့မယားလေးတွေးထွက်ရင်ခွာနိုင်ရလားဟိကြည်သာမြောက်ကြီးအမေရဲ့ဘာညာတော့ငါမသိလို့ပါအမေဒုက္ခရောက်တာဆိုပြီးအမေမျက်စီကတွေးလေးတွေရှာနေရဲ့ပြီးတော့အမေသားမသိလို့မပူနဲ့အမေဒီဆက်ခုနှစ်ကွယ်အလင်းမရတုံးအလေးရတုံးကဒုက္ခနဲ့ပြည့်စုံတုံးကဘာကြီးအမေကိုတခါဆောင်ရှောက်လို့ရှိရင်အမေဒီယနေ့ဒုက္ခရောက်တဲ့အတွက်သားကြီးမဟာနန္ဒီယဆယ်ကဆောင်ရှောက်မယ်ကောင်းသလားမကောင်းဘူးလားဟိအရင်တော့ကအမေဒုက္ခနဲ့တွေ့တုန်းကတခါဆောင်ရှောက်ရင်ဒုက္ခနဲ့တွေ့ရင်ဆယ်ကဆောင်ရှောက်မယ်လို့အာမခံလားမခံဘူးလားအဲ့ဒါလူလားတိရစ္ဆာန်လားဟိလူတွေကတော့အမေအဲ့လိုအာမခံလို့ဘယ်သူရှိရောမရှိပါဘူးအမေအာမငယ်နဲ့ကွယ်အာမငယ်နဲ့ပြောတော့ကျုပ်အနာနာနေမယ်တာယေမဟာနန္ဒီယမင်းကရှင်မရင်ဖြစ်တော့အမေနာမနေနဲ့မင်းမယားတွေကလွတ်ရအောင်မယ်အမေအကမ်းမာကြီးရဲ့အမေဆိုတော့ငါသားလေးဂုံနေလိမ့်မယ်ကြည်လား
သားဂုံနှိမ့်မှာကြောက်လို့ငါသားဂုံပြစ်မှာဆိုလို့ငါသားနောက်အမေမလိုက်ဘူးဟဲ့ဒီတစ်ပင်ကြီးမှာနေမယ်ကြည်လားအကမ်းမာကြီးအိမ်လိုက်တော့ဂုံနှိမ့်မှာကြောက်လို့သားသမီးဂုံအမေအဖေကဆယ်သလားမဆယ်ဘူးလားကြည်သားသူတော်ကောင်းတို့အဲ့ဒီလိုအဲ့တော့အမေကျုပ်ပဲလို့လုပ်ရမလဲမင်းတန်နိုင်သမျှစောင့်ရှောက်လို့ပြောတဲ့အခါအမေမပူနဲ့ကျွန်းလေးနဲ့ကျုပ်ထားမယ်အဲ့ဒီလိုပြောပြီးတော့ကျွန်းများကိုငါအမေစောင့်ရှောက်ဖို့ခိုင်းပြီးတော့ကောင်းတဲ့နှရွယ်ထောက်ရှာမာလကားဆိုတဲ့အသီးတွေကိုမအိတ်ထမ်းပို့တယ်ဆိုကြည်သာလောကထဲမှာရွှေမဟာမကောင်းတာကအများကြတာဆိုကြည်သာလောကထဲမှာရွှေမဟာမကောင်းတာကအများကြတာလောကထဲမှာများတော့အဖြစ်ချွေးမာကြီးကောင်းတာနည်းသလားကောင်းတာများသလားနည်းတယ်အဲ့ဒီလိုပြောတဲ့အခါမဟာနန္ဒီယကဘင်းကြီးလေးအကြောင်းစုံပြောလာခဲမနဲ့ငါမယားသားတို့လာကြငါတို့ရှင်မင်းဆိုတော်မြောက်တွေကအတိလက်ဆောင်တွေပို့တယ်မကောင်းတာကိုခဏကစပြီးတော့မယားရောခဲမရောညီရောသားတွေကိုစားရမယ်ငါအမေကြီးအိုးကြီးငါအမေထမ်းမှာအကောင်းဆုံးအသီးတွေကိုရွေပို့ရမယ်တော်တော်ကောင်းတာမကောင်းလားဟိကောင်းပါဘူးဒီသားအတုဒီသားလမ်းစဉ်လိုက်တဲ့လူဒီခေတ်ရှိရဲ့မရှိပါဘူးဗျာအဲ့ဒါလူလားတိရစ္ဆာန်လားဟိတိရစ္ဆာန်ပါဗျာအဲ့ဒီလိုပြောတဲ့အခါမဟာနန္ဒီယဤမြောက်ဤမိဖုရားကြီးကဘာပြောတယ်လဲအိုးကိုမဟာနန္ဒီယအကျွန်ုပ်ဒီကျွေးသားလေးကလည်းနုမိရဘိန်းမိရချက်ဖြစ်နေလို့ကျုပ်ကိုလည်းကျွေးပါအောင်ဟဲ့နန်းမရနင်းဒီငင်းကိုမကျွေးနိုင်ဘူးငါအမေကိုကျွေးရမယ်နင်းဒီငယ်ငယ်ရွယ်ရွယ်လေးရှိသေးတယ်နင်းသွားကလည်းကောင်းမျက်စိကလည်းကောင်းနားတွေမာတဲ့အသားတွေကိုအသီးတွေစားလို့ရတယ်ငါအမေကြီးအသက်ကလည်းကြီးမျက်စိကလည်းကန်းပြီးတဖုံးကြီးရှိခဲ့တဲ့အမေကြီးငယ်ငယ်တုန်းကငါကိုအဖက်ကစောင့်ရှောက်ခဲ့တဲ့အမေကြီးငါအမေကိုကျွေးရမယ်နင့်ကိုမကျွေးနိုင်ဘူးအဲ့တော့မယားကနှုတ်ခမ်းဆူတဲ့ကြည်လားဒီခေတ်ကဒါမျိုးတွေများသလားမများဘူးလားဟိအဲ့ဒီလိုနှုတ်ခမ်းဆူတဲ့အခါကြည်လားမဟာနန္ဒီယာကပြောတတ်တဲ့တကောတိတရုဏဘတ်တေအဟံကတ္တစီဇီဝိတုံဒုဗ္ဗနာပနာမေမာတာနိခမဟိကရာတုဝံဘာဒီအမေကိုစောင်းရွယ်၍မကောင်းတဲ့ဂုဏ်စကားနဲ့ပြောကြဟာသလားအိရှင်မတရုဏအသက်အရွယ်နုနဲ့နဲ့ကလေးအိုငယ်လေးဖြစ်၍ကာထစီအခန့်တော်ရာသမျိုးတရွာတို့ဇီဝီသုံးကိုသာလူရာကြံတွေးအတဲမွေးခြင်းဟာတကောတိအခွန်ဗလာတိဝဖြိုးခိုင်တင်စွမ်းနိုင်ပေ၏မေမိဘကျေစုအထူးတည်မြဲငါချစ်လင်သည်သူဝန်တဘောမကြီးတင်းတယောက်ထီတာခရာငါတို့ပိုင်နေဤအတွင်မှနိခမဟိတင်ဆိုင်ရာပစ္စည်းကိုယူဆောင်၍ငါအိမ်ငါဆင်းသွားပါပြီတော့ခြေစနီဦးငယ်ငယ်ကအကြောင်းဆက်ပေါင်းပဲခဲ့တယ်မရရဲ့စလိုက်တာတိရုပ်ကလေးကြည့်လို့မကြီးရှုလို့မဝဖြစ်၏တင်အတက်ကလေးကငယ်ငယ်နောက်ယောက်ျားရှာရင်ရပါသေးတယ်ကျုပ်ဒီတင့်ကိုမုန်းလို့မဟုတ်ပါဘူးနောက်မရယူခြင်းလို့လည်းမဟုတ်ပါဘူးတင်းဒီကျုပ်အမေကိုအမျိုးမျိုးပြောတယ်ကျုပ်အမေကိုစောင်းတယ်မရကျုပ်အမေမကောင်းကြောင်ပြောတယ်တရားမရကျုပ်တင့်ကိုထားရတော့မယ်ကျုပ်နောက်မရမယူပါဘူးတင်းဆိုင်တဲ့ပစ္စည်းကိုယူသွားတော့တင်းရုပ်ကလေးကလှလိုက်တာငယ်ငယ်ရွယ်ရွယ်ကလေးဘယ်ယောက်ျားရှာရပါတယ်ကျုပ်အမေတော့မထိနဲ့အသက်သွန်အောင်နားတယ်ကြည်လားဟင်မယားနဲ့အမေနဲ့ရံဖြစ်ရင်အမေဘက်ကကူမဲ့တကာကြီးဒီထက်ပဲလျောက်ပါမပါဘူးဗျာမပါဘူးဒီအမေကြီးတော်ရှိတယ်ခမည်းတော်ရှိတယ်မပြောဘူးလားပြောတာပြောပါဗျာဟင်မယားဘက်ကလိုက်တဲ့သူကြီးပဲခမည်းကကိုရှိတယ်သူလည်းကြွေးတာစားမနေဘူးခမည်းတတွတ်လုတ်တယ်
မိမဘက်ကလိုက်တယ်မယားလေးကချောကြောဟင်မအေးဥတအကန်းကြီးနဲ့ဆိုကြည်အေးနဲ့မယားပဲလိုက်မလားအမေပဲလိုက်မလားဆိုကြည်တာယနေ့ကစ၍ဤတိရစ္ဆာန်ဒီမှန်လားမှားလားကောင်းလေးတွေမင်းတို့ဒါအတုခိုးရမယ်ကြည်တင်ဒီနောက်ယောက်ျားယူပါလို့ပြောတော့မယားကလင်ကတင်းလိုက်တော့သူနောက်ပြောနေနေရလားငါဒီသူ့ကိုစန့်ကြည့်တယ်ငါတို့မိမစားမိမချော်ယူကလေးနဲ့မြူကြည့်တယ်မရဘူးတော်တော်ကြောင်ငါနှင်ချလိမ့်မယ်ဆိုပြီးကိုမဟာနန္ဒိယရဲ့ကျုပ်ကတင်ကိုအမလေးစန့်ကြည့်တာပါကျုပ်ကရောက်ခမားလဲအမေပါပဲအဲ့ကြတော့တမျိုးမျက်နာကချွေးမများခုပြုံးလိုက်ခုလျှော်လိုက်ညှော့လို့ပဲပြောတာတင်းလိုက်လျှော့လိုက်မရှိဘူးလားရှိသလားအဲ့ဒီလိုဖြစ်တဲ့အခါအဲ့ဒီအခါကျမှကျွန်းလေးကိုအပေးခိုင်းတဲ့ကျွန်းလေးကိုအပူခိုင်းအသီးတွေအပူခိုင်းဒီနေရာမှာစဉ်းစားကြည့်တာယောက်ျားကတပတ်လျှော့လင်မိခင်ဖခင်ဒုက္ခဝင်မယားပြောတာတပတ်လျှော့ရင်အဖေအမေဒုက္ခနဲ့တွေ့မလားဒုက္ခနဲ့တွေ့မလားအကမတည်းလေဒီတိုင်းပေါ့လင်ကိုဟလားလင်ချစ်ပါမအေးနဲ့ဖေးဘယ်လိုပို့ချစ်ရမလဲမချစ်ဘူးလီပြော့တယ်လင်မဲချစ်ချင်ရတယ်ဟင်မှားနေသလားမှန်နေသလားအဲ့တော့ဒါရီကမှားတော့အဲ့ဒီမြောက်ကြီးကျွန်းလေးကိုအပူခိုင်းတဲ့အခါကျွန်းလေးကစဉ်းစားတယ်ဟေးငရွယ်ထောက်ရှာမလကအတီးတွေတို့ပို့တယ်တို့မြောက်ဦးမကြီးအကမ်းမကြီးမတိဘူးလမ်းကမကောင်းတဲ့အတီးတွေပို့ရအောင်ကျွန်းလေးရောကောင်းရဲ့လားကျွန်းယုံတော့တစ်ဖက်ကသားသမီးယုံတော့ဒုက္ခဇုံကန်းတယ်လို့မကြဘူးလားကျွန်းကြီးကမြောက်ဦးမကြီးကိုရှင်မရင်ကပို့လိုက်တာအကောင်းနေမကောင်းတာတွေပို့မကောင်းတာကောင်းတာတွေစားအတိအကျန်တွေလမ်းကဆုတ်ပို့တော့ဦးသားမကြီးစားလို့ရသေးရဲ့လားဟေ့ပိန်ချုံနေပြီအဲ့ဒီလိုပိန်ချုံနေတဲ့အခါကျတော့တနေ့တနေ့3လ4လရှိတဲ့အခါမဟာနန္ဒိယကဩအမိထံသွားဥမကတော်ဥမလို့ဆိုပြီးတော့ကြည်စမ်းရှင်မရင်ရာသူကြီးနဲ့မမိန်ဘဲနဲ့မအိတ်ထံကိုခဏခဏရောက်တလားမရောက်ဘူးလားဒီခေပြောရအောင်မေဖေးတွေကဘီအောင်တင်ပေးလိုက်ရာသူလေးရအမေအဖေခဏခဏမလာဘူးနေမကောင်းလို့ကျင်းနှံရိုက်ခေါ်တာတောင်မှပဲမလာဘူးယောက်ျားကလည်းဖြားအမေကလည်းဖြားကျင်းနှံရိုက်ခေါ်ရင်မိမတွေယောက်ျားနာနေသလားအမေစီလာသလားတခါဒီလဲအမေကဖြားအမေမိမကဖြားရင်သူတို့မိမနာကတ်နေကြကြည်သာခဏခဏတွားတဲ့အဲ့ဒါတိရစ္ဆာန်လားလူလားဟဲ့အတိတော်ရှိသလားမရှိဘူးလားတွားတဲ့အခါအမေကိုရောက်တော့အမေကတော့ပြီးတော့ကြည်သာရောက်တိုင်းဥချတဲ့တခါကြီးတွေမေးရအောင်မယ်တစ်နှစ်တစ်ကြိမ်တခါအမေဥချတဲ့ဒကမဒကထီဒီထဲပဲလျှောက်ပါမပါဘူးကြီးပဲမကောင်းတာဆိုကြဒီခေတ်ဒကာဒကမများဆိုသူတို့ကြတော့ငင်းငင်းနဲ့ဆိုဒီခေတ်ဒကာဒကမများမကောင်းတာဆိုရှိကတွားကြည်သာရောက်တဲ့အခါအမေကိုဥချပြီးတော့ကြည့်လိုက်တော့အလိုမြတ်စွာဘုရားငါအမေကြီးပရီလေးလိတ်တော်ပိန်နေပါကလားငါတလလောက်ခလေးမလာတာပင်ရတာဘာယောဂများဖြစ်တယ်လဲဆိုပြီးမဟာနန္ဒိယကတာရာလေးတွားပြီးတော့အမေရဲ့ရအမေကိုလက်ကလေးနှစ်ဖက်နဲ့ပွေပြီးအိုးကျေးဇူးတော်အနန္တအကြီးလာတဲ့အမေရဲ့96ပါးဘယ်ယောဂများဖြစ်နေတယ်လဲကြည်သာမအီပွေတဲ့မိရအောင်မဲတက္ကမကြီးဟင်ငယ်တုန်းကခမည်းတော်အမေတွေအဖေတွေကခမည်းတော်ကိုနှာရီတွဲလဲနဲ့နန်းတယ်တကားတွေလည်းနှာရီတွဲလဲနဲ့နန်းတယ်ကြီးလို့မအေးဖေးပြန်နန်းတယ်လို့ရှားနေတယ်နောက်ဝါကိုဟွာတွေကြကိုဟာလေးတွေကြတော့ခဏခဏနန်းတယ်မှားနေသလားမှန်နေသလားပြင်ရမှာလားမပြင်ရဘူးလားပြင်ရပါဗျာအဲ့ဒီလိုအမေအဖေကိုအမေကြီးပွေကနန်းပြီးတော့အမေဘာယောဂဖြစ်တော့တာကြီးမဟာနန္ဒိယရဲ့အမေကြီး96ပါးယောဂကတော့မဖြစ်ပါဘူးကျမ်းပါပါတယ်ကွဒါပေမဲ့လို့ဒီခေတ်ဒီခါမင်းတို့ရဲ့တော်ဒီထဲမှာမိုးလေဝသတွေကခေါင်များနေသလားလီတွေကျန်းလို့တစ်တီးအနုတွေကျွေကုန်သလားဘာကြောင့်လဲအမေရဲ့အမေထမ်းလာတဲ့တစ်တီးတွေကအရင်ကြီးတွေကျန်းလွန်းလွန်းအမေတဖုံးလေးနဲ့မဝနိုင်လို့တာကြီးရဲ့အာဟာရနဲ့လို့ခန်းချောက်ရတယ်အဲ့ဒီလိုလဲပြောလိုက်တဲ့အခါမဟာနန္ဒိယကြီးမေယိုသူ့ရက်ခွင်းထဲမှာထည့်ပြီးတော့ကြည်ပြီးတော့မျက်လုံးအိမ်ထဲမှာမျက်ရည်တွေဝိုင်းလာတဲ့ကြည်သာမေယီနေမကောင်းလို့မျက်လုံး
တရိษံကြီးမျက်ရည်ကျသလားမကျဘူးလားခိုက်ဓကမတွေဓကာကြီးတွေမအင်းနေမကောင်းလို့မျက်ရည်ကျတာများသလားမယားလင်နေမကောင်းလို့မျက်ရည်ကျတာများတယ်ဟင်မယားလေးနေမကောင်းရင်ကိုယ်အဖွာကြီးတွေဖင်မချနိုင်ဘူးဓကမတွေသူတို့ကိုယ်အဖွာလေးများနေမကောင်းရင်အဲ့လိုမပြောမအင်းနဲ့နေမကောင်းလို့အော်နေမကြားရအောင်ဆောင်အိမ်ပြန်လာတယ်ဟုတ်ကောဟုတ်ရဲ့လားဟုတ်ပါရဲ့ဗျာကြည်စံမြောက်ကြီးကမျက်ရည်ကြီးကျပြီးအော်သိပြီငါကတော့အမိထံကိုကောင်းတဲ့တတိတွေပူပါလိငါပဲလူပင်ပို့တော့လဲငါရဲ့တတိငါရဲ့ကျွန်းတွေကသူတို့အမေမဟုတ်လို့ဂယုမဆိုင်ဘူးနဲ့တူတယ်ကောင်းတာတွေကိုစားမကောင်းတာတွေကိုငါအမေထံပို့ပြီဟဲ့နန္ဒီယမင်းပဲလို့လုံမလဲမိဘကူနောအနန္တောဓရှိတယ်မယားကူနောအနန္တောတော့မရှိတာအမှန်ပါကျွန်းတွေကတော့ကောင်းတာပို့ပြီမဲ့အမေထံကိုတော့မရောက်ဘူးမင်းပဲလို့လုံမလဲကလလရေကြီးတရေတီးတဲ့အချိန်ကစားပြီးတော့စံငံပူခါရတာ6ပါးကိုရှောင်ခဲ့တဲ့အမေကြီးမုတ်ဆိုးမကြီးသူကအဖေသေးတုန်းကအရွယ်လေးကကောင်းပါလေလူလားသူတွေပေါ်ပါလေရဲ့ငါတို့မျက်နှာငယ်မှာကြောက်လို့မယူတဲ့မုတ်ဆိုးမကြီးငါရီသူ့ခန္ဓာကိုယ်ထဲမှာပฏิတန်လေးတီးတုန်းကကလလရေကြီးတရေတီးတဲ့အချိန်တုန်းကငါအမေကြီးငါဒုက္ခရောက်မှကြောက်လို့အပူတွေကိုလည်းမစားအဆက်ကိုလည်းမစားအမျိုးမျိုးရှောင်ခဲ့တဲ့အမေကြီးငါပိုက်ထဲနေတော့ကခုံလို့ရှိရင်ငါမှဒုက္ခတွေ့မှကြောက်လို့ငါဒီဒုက္ခအမျိုးမျိုးဖြစ်မှစိုးလို့တွားတဲ့အခါရင်ကြီးကြီးလေးငါအမေတွားတယ်သူ့ပိုက်ထဲငါနေတော့ကပဲ့လဲလှမ်းပြီးတော့အိတ်လိုက်လို့ရှိရင်ငါမှခါချိုးတဲ့အလားတရံဖြစ်မှကြောက်လို့ငါအမေကြီးတောင်းမဲ့ကိုစောင်းလို့အိတ်လိုက်မြောက်ဖက်ကိုစောင်းလို့အိတ်လိုက်ငါ့ကိုချစ်လွန်းတော့အမျိုးမျိုးဆောင်ရှောက်ခဲ့တဲ့အမေကြီးငါကိုသူ့ပိုက်ထဲမှာ9လနဲ့24ရက်ထည့်ပြီးတော့ပိုက်ထဲတွားရတဲ့အမေကြီးဒုက္ခတော့ရောက်ပြီငါပဲလို့လုံမလဲတခါငါကိုဖွားမြောက်လာပြန်တော့လေငါဒီဖဝန်းလက်နှလုံးပခုံးလက်နဲ့တဲ့အရွယ်လေးကြတော့လေအမေရဲ့ခန္ဓာကိုယ်ထဲမှာမိမတို့ဤခန္ဓာကိုယ်ထဲမှာဘယ်နေရာမှာဖောက်ကြည့်တွေ့အနေတာရှိပါ၏ငါကိုမွေးလာတဲ့အချိန်ကစပြီးတော့ငါကိုချစ်လွန်းတော့ငါအပေါ်ကိုကျင်နာလွန်းတော့နီးနေတဲ့တွေးကြီးကနှုတ်ဆိုပြီးတော့ဖြူရလာရ၏အဲ့ဒါနှုတ်လားမေတ္တာဒုံကြီးလားဟိမေတ္တာဒုံကြီးပါဗျာအဲ့ဒါကြည့်ပါသူတော်ကောင်းတွေဟင်လူခန္ဓာကိုယ်တဲ့တွေးတာရှိပါတယ်အဲ့ဒီမအေးတွေဟာသားတယောက်မွေးလာတွေးတွေဖြူလာသလားနီးလာသလားဟိမှန်ပါဗျာအဲ့ဒါနီးတာသားသမီးချစ်လို့လားမုန်းလို့လားချစ်လို့ပါဗျာအဝိနီးနီးကြီးတစ်ခုကိုချွတ်ပြီးတော့အဖြူချင်းဆိုးလို့ဖြူပါမလားသူတော်ကောင်းတို့မှန်ပါဗျာသားတော်ဤချစ်ချင်းကြောင့်ဩငါအမေကြီးတော့ညိုလေးနဲ့တိုက်အဲ့ဒီလိုညိုလေးနဲ့တိုက်လို့ကြီးလာပြန်တဲ့အခါငါကိုညိုလေးနဲ့အာမရလို့ခန္ဓာကိုယ်ကြီးကြီးထွားစေရအတွက်4လ5လရှိတဲ့အခါဟေ့အမေကြီးကငါမှတဖုံးလေးနဲ့မဝမ်းနိုင်တဲ့အခါတီတီနူနူလေးတွေကိုတူတွားလေးတွေနဲ့ဝါဝါပြီးတော့ရှာကလေးနဲ့ခွန်ခဲ့တဲ့အမေကြီးခုတော့ငါအမေကြီးတွားတော့မရှိတော့ဘူးငါငယ်ငယ်တော့ငါချမ်းလို့ရှိရင်ငါအမေကြီးကထမင်းလေးနဲ့ကွေးပဖေကပဆိုးနဲ့ကွေးငါကြတော့စောင်းလေးနဲ့ထွေးထွေးထားတဲ့အမေနဲ့အဖေကြီးဘယ်လိုလဲဒုက္ခရောက်ပြီငါမှရန်သူတွေလာလိုက်ပြန်လို့ရှိရင်လေတို့တိရစ္ဆာန်ဆိုတာအိမ်ကလည်းမရှိဟဲ့မဟာနန္ဒီယငါရဲ့အမေကြီးငယ်ငယ်တုန်းကလည်းအမျိုးမျိုးစောင့်ရှောက်ကြည်လာပြန်တော့လေကျက်သားလေးရှိတဲ့အခါအယူကိုအဖေကစားအယူကိုအမေကစားအသားလေးတွေထွင်းထွင်းပြီးတော့ကျွေးရတဲ့အမေကြီးငယ်ငယ်တုန်းကအဖက်ဖက်ကစောင့်ရှောက်တဲ့အမေကြီးမုတ်ဆိုးမကြီးဒုက္ခရောက်ပြီငါပဲလို့လူရမလဲငါဒီရှင်မရင်ယာလူကြီးနဲ့နေရင်တော့လူအလဲနတ်အလဲမှာဂုံတင်တယ်မယ်မဟာနန္ဒီယရှင်ဘရင်ကြီးမဟာနန္ဒီယရှင်ဘရင်ကြီးရဲ့လို့ငါဒီရှင်မရင်ဆိုတော့မယားတွေကတော့ဂုံရှိမယ်သားတွေသမီးတွေကတော့ဘယ်မှာတွားတွားအကုန်ရှိမယ်ရှင်မရင်ဆိုတော့အမေနာကိုလည်းမကတ်နိုင်ဘူးမင်းရဲ့မင်းဟာငါလို့ရမယ်ဟေ့မဟာနန္ဒီယမင်းစဉ်းစားလိုက်ဆန်းငါဒီခုလိုရှင်မရင်ဖြစ်ရတာဘယ်သူအကြောင်းကြောင့်လဲငါအမေပိုက်ထဲမှာနေတော့ငါအမေဒီထော်လောကန့်လှုပ်ကြည့်ရင်ငါတည်မယ်ငါတည်ရင်ရှင်မရင်မဖြစ်ဘူး
လောကကြီးမှာရှင်မရင်ဖြစ်တယ်ဆိုတာကျေးဇူးရှင်ကတော့အမေပါဘီအေအောင်လဲဆိုတာအမေရှင်မရင်ဖြစ်ဖြစ်ယာရုဖြစ်ဖြစ်ဘိုလ်ချုပ်ကြီးပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်အောင်လုပ်ပထမကျေးဇူးရှင်ဒီအမေရာခေါ်လေတာဒီမိရဲ့ဖခင်ကျေးဇူးကြီးသလားမကြီးဘူးလားဟဲ့ဒီနန္ဒီကမြောက်ကြီးတွေးတာတော်မှန်သလားမှားသလားဟဲ့မဟာနန္ဒီကစဉ်းစားလိုက်စမ်းသုံးလောကထွတ်တာဖယားဖြစ်တယ်ဆိုတာလေအမေရဲ့ကျေးဇူးမအေးရဲ့ဗိုက်ထဲမှာနေတော့ကမအေးကမဆောင်ရှောက်ရင်သိမယ်လောကမှာဖယားဖြစ်တာကလည်းအမေရဲ့ကျေးဇူးယဟန္တာဖြစ်တာကလည်းအမေရဲ့ကျေးဇူးဘယ်လိုပဲဖြစ်ဖြစ်လောကမှာတင်းအောင်တင်းတယ်နေနိုင်တယ်ဆိုတာအမေကျေးဇူးယောက်ျားတွေမိန်းမရတာအမေကျေးဇူးတက္ကမတွေလင်ရတာအမေကျေးဇူးအတော်ကျေးဇူးတဲ့မိန်းမကြီးလူဒီနောက်ယောက်ျားမယူဘဲနဲ့မုတ်ဆိုးမှဘဝနဲ့နေဤဟေ့မဟာနန္ဒီယဒီယာလူကြီးနဲ့နေရင်တော့မယားတွေသားတွေသမီးတွေကတော့ဂုဏ်ရှိမယ်ငါအမေကတော့ဒုက္ခရောက်မယ်မင်းဘယ်လိုလုပ်မလဲမယားကုနောအနန္တောသားကုနောအနန္တောသမီးကုနောအနန္တောမရှိဘူးအမေကုနောအနန္တောအဖေကုနောအနန္တောရာရှိတယ်မင်းဘယ်လိုလုပ်မလဲစဉ်းစားစမ်းမအေးချမ်းသာရေးကိုဂယုဆိုင်မလားမယားတွေသားတွေသမီးတွေချမ်းသာရေးဂယုဆိုင်မလားဟေ့မဟာနန္ဒီယမင်းစဉ်းစားလားကဲတို့သူတော်ကောင်းတို့ဆိုကြည်တန်လောကထဲမှာလူတွေဟာသာသမီသားမယားချမ်းသာဖို့ရာအတိုက်နေကြတာသိဆန်ကြီးဟာအမေအဖေအတွက်ကိုချမ်းသာဖို့ရန်စိတ်ကကြံနေတာကွာလားမကွာဘူးလားဟဲ့ဒီသူဒီဟဲ့မဟာနန္ဒီယမင်းစဉ်းစားလိုက်စမ်းကလလရေကြီးတရေတီးတဲ့အချိန်ကစပြီးတော့အမျိုးမျိုးရှောင်လာခဲ့တဲ့အမေကြီးငါမယားကငါ့ကိုချစ်တယ်ဆိုတာတကယ်မချစ်ဘူးငါဒီ6လတာ9လတာအရွယ်တုန်းကငါကြီးတွေကကျွတ်တဲ့မျက်ချီတွေဘလပေနဲ့တုန်းကငါအမေကလည်းငါ့ကိုနမ်းတယ်ငါအဖေကလည်းနမ်းတယ်ကတိကလေးခွင်ငါချီတယ်ငါမိမအဲ့ဒီတုန်းကငါကြီးတွဲလဲနဲ့ပြေးလို့ရှိရင်သူကတော့မယူတာအမှန်ပါအမေအဖေတွေကစောက်ရှောက်လို့ကြီးမှလှလှပပပြည်ပြစ်ကလေးနေနိုင်မှကြိုက်တာဟေးမိမကငါ့ကိုကြိုက်တာမဟုတ်ဘူးလှလို့ကြိုက်တာလှုပ်ကျွေးနိုင်လို့ကြိုက်တာငါအမေကြီးဒီ6လနဲ့24ရက်ဘိုက်ထဲမှာနေတုန်းကလည်းလှုပ်ကျွေးတယ်မကျွေးဘူးလားကျွေးပါဗျာဘာမြောက်လာပြန်တော့လေတနည်းနဲ့14 5 8နှစ်အထိအမေအဖေကလှုပ်ကျွေးတယ်ငါကိုလှုပ်ကျွေးရတယ်လို့အမေကလည်းမအောင်အဖေကလည်းမအောင်ငါမယားဒီ3လလောက်4လလောက်ငါဒီဒူလာဆွဲလို့အိယာတယ်လဲရဲ့မယားကတော့နှာခေါင်းလေးရှုံလာမှအမှန်ရှုံတော့ကလားမရှုံလားဟေးဟေးငါဒီမယားချစ်လို့မဖြစ်ဘူးခင်တယ်ကြည်သာသူတော်ကောင်းတို့ခမရတို့ကြည်သာတို့ဓကမတွေပြောကိုအဟွာကြီးကျေးဇူးကြီးတယ်မအဟွာကြီးကျေးဇူးကြီးတယ်ကိုအဟွာကြီးကျေးဇူးကအမေအဖေကျေးဇူးဘယ်သူကပိုကြီးတော့တက္ကမများကလည်းပြောတယ်တို့အဖွာကြီးကိုအဖွာကြီးငါအတွက်ကျေးဇူးကြီးတယ်ခမည်းတော်ငယ်ငယ်ရွယ်မိန်းကလေး3လတာ4လသမီး6လသမ9လသမီးအရွယ်ငါကြီးတွေ့လဲချီပလပင်းနဲ့အဲ့ဒီကိုအဖွာကြီးတွားပေးမယ်ယူမလားကြီးကမှလှပပပြည်ပြစ်အောင်လေးအဖြူလေးတွေအနီလေးတွေအပြာလေးတွေရွှေလေးတွေငွေလေးတွေအမွှေးပေါင်သားလေးတွေလိမ့်နိုင်မှตาရလို့ကြိုက်တဲ့ယောက်ျားကြတော့ကျေးဇူးကြီးတောင်ပြောသလားမပြောဘူးလားမေဖေးကျေးဇူးကြီးတောင်ဘယ်သူမှမပြောဟုတ်ကောဟုတ်ရဲ့လားဟုတ်ပါဗျာတက္ကမတယောက်တော်ထဲမှာဒီရွာ3နှစ်လောက်သွားလို့နူပြီးပြန်လာရင်လက်အိမ်တက်ရင်မျက်နှာငယ်ရသလားမငယ်ရဘူးလားအဖေအမေနှစ်ဖက်ပူကြီးတက်လေအဖေကတော့ပြုံးလို့အနူကြီးတက်လာရင်လည်းအဖေကတော့ပြုံးလို့အမေကတော့ပြုံးလို့ကြည်သာဟင်အဲ့ဒီလိုကျေးဇူးကြီးမားတဲ့အဖေအမေကြတော့ဂယုမဆိုင်ဟေ့နန္ဒီယမယားကငါ့ကိုချစ်တာမဟုတ်ပါ
လှလို့ချစ်တာလှုပ်ကျွေးနိုင်လို့ချစ်တာငါဒီအမေကိုလှုပ်ကျွေးရရင်ကောင်းမလားမရလှုပ်ကျွေးရရင်ကောင်းမလားတော်တော်စဉ်းစားကြလားမစဉ်းစားဘူးလားပြောရဦးမယ်တို့တက္ကမကြီးအဖေအမေကများလှုပ်ရင်တော့အဖေကဆဲလွတ်လိုက်အဖေနာလွန်းတော့ပြတ်တဲ့မောင်ကများဆဲလွတ်ဒီမောင်ကြီးနာလွန်းတော့ပြတ်တဲ့မောင်ကကျေးဇူးရှင်ခမရတို့တက္ကမကြီးငယ်ငယ်တုန်းကကို့မောင်ရဲ့ဇက်ပေါ်ခွာစည်းလိုက်ကတိပေါ်ခွာစည်းလိုက်မောင်ပေါ်ချီရီယိုချသေးတွေပေါက်ချမပေါက်ဘူးလားပေါက်တယ်လားပေါက်ပါရဲ့ကျေးဇူးရှင်မောင်ကဆဲတာကြမခံလျောက်ကြားကအရက်မူးမူးနဲ့အခန့်ပိတ်ရိုက်လို့ခေါင်းကြီးဖုတာအောင့်ခံတယ်မခံဘူးလားခံတယ်လားအကယ်၍နာလျောက်ကြားကရိုက်လို့ခေါင်းကြီးဖုလို့မောင်တွေကတွေ့လို့ဟဲ့ကောင်မလေးနင့်ခေါင်းကြီးဘာလို့ဖုလို့မောင်လျိုက်တယ်ပြောရင်အဖေအမေမောင်စိတ်ဆိုးမှကြောက်တော့ညာတယ်ညတော့ငါအောက်မောင်ကြီးချီးယူကျင်ကြီးကျင်ငယ်တွားလိုက်တာတိုက်နဲ့တိုက်မိလို့ခေါင်းကြီးဖုတယ်အဲ့လိုရောက်ဖေးမီကရိုက်ရွာရိုးကိုပေါ့အော်သလားမအော်ဘူးလားအော်ပါဗျာအဲ့တော့ဆိုကြည်တာလောကလူရွာလူတွေဟာကျေးဇူးကြည်သူမေ့ကြတာကျေးဇူးနဲ့သူအထင်ကြီးကြတာမိမမချစ်နဲ့မပါပါဘူးယောက်ျားမချစ်နဲ့မပါပါဘူးဗုဒ္ဓဒါရတတင်္ဂဟောတာမယနာတင်းညိုထောက်ပံ့ရပါပဲဒါပေမဲ့အသေးဆွဲချစ်ရမှာကဘဒုကိုပိုးချစ်ရမလဲအမေဟုတ်ကောဟုတ်ရဲ့လားလောကမှာကြည့်လိုက်စမ်းသားသမီး၈ယောက်ရှိမယ်အဖေအမေ၂ယောက်ကလှုပ်ကြွေးသလားမကြွေးဘူးလားအဲ့ဒီအဖေအမေအိုလို့သားတွေသမီးကလည်းယောက်ျားရသားကလည်းမယားရအဲ့ဒီအဖေအမေအိုတဲ့အခါ၈ယောက်ကပြန်မကြွေးပဲနဲ့ငတ်နေတာတွေလောကကြားရသလားမကြားရဘူးလားဒါနဲ့လေဒီအဖိုးအမေအိုတွေကကုတ်ကုတ်ချစ်ကြအဲ့ဒီလိုဆိုတော့ဟေးမဟာနန္ဒီယသတ္တန်နရာလုံးကငါဒီဟုတ်ပဲဘဝတုန်းကလည်းယောက်ျားဖြစ်တော့မိန်းမယူခဲ့လို့ကလေးတွေမွေးခဲ့ပြီယခုဘဝအထီးဖြစ်ပြန်တော့လေအမနဲ့ရပြီအမနဲ့ရတော့သားတွေသမီးတွေမွေးရပြီနတ်ကြီးရောက်ရင်နတ်မဖြစ်တော့နတ်ကြီးယူရမယ်နတ်သားတွေမွေးရအောင်မယ်ငါဒီခွေးကြီးဖြစ်တော့ခွေးမကြီးနဲ့ရတယ်ခွေးသားလေးတွေမွေးရတယ်ငါဒီကြက်မကြီးဖြစ်တော့ကြက်ချီကြီးနဲ့ရကြက်ကလေးတွေမွေးရတယ်တသန်း၂ရာလုံးမွေးလို့လက်စားမတတ်ဘူးယောက်ျားဖြစ်တော့လေမိန်းမယူလို့ကလေးမွေးမိန်းမဖြစ်တော့လေယူလို့မွေးဟေးငါအဖေအမေကိုချစ်တော့မယ်မယားမချစ်တော့ဘူးယာဒူးကြီးလည်းပြင့်မယ်အမေလှုပ်ကြွေးမယ်စဉ်းစားတာသူတော်ကောင်းကိုစဉ်းစားရစမ်းပါဒါလေးကိုကြည်တာမယားပြစ်တယ်ဆိုတာထားပါတော့မယားပြန်ရှာမရဘူးလားရတာလားရှင်ဘယေယာဒူးကြီးပြစ်တော့မယ်ရှင်မယေယာဒူးကြီးနဲ့နေရင်အမိနာမနေနိုင်ဘူးတဲ့ရှင်မယေယာဒူးလည်းပြစ်မယားလည်းပြစ်မယ်တဲ့ကဲသူတော်ကောင်းတို့အံ့ဩဖို့ကောင်းသလားမကောင်းဘူးလားကောင်းပါဗျာအဲ့ဒါလူလားတိဋ္ဌာန်လားဟဲ့တိဋ္ဌာန်ကြီးတဲ့တိဋ္ဌာန်အတူကောင်းတဲ့အတူပဲဖြစ်ခိုးရမှာလားမခိုးရဘူးโอ้ကျေးဇူးတော်အနန္တကြီးမားတဲ့အမိရဲ့ခဏလေးနေပါကျုပ်စောင့်ရှောက်မယ်မပူနဲ့ကောင်းတာတွေကိုကြွေးမဲ့ဆိုပြီးတော့တော်တွေကိုပြန်မြောက်တွေကိုခေါ်မရတွေခေါ်ဟေးမြောက်အပေါင်းတို့လာကြငါဒီယနေ့ကစပြီးတော့ရှင်မယေယာဓုကိုမလုပ်ပါဟေးညီလေးစူလာနန္ဒီယာမင်းကအုပ်ချုပ်လိုက်ဘာကြောင့်လဲနောင်ကြီးအကြောင်းစုံပြောတာပေါ့မင်းအမေပင်းပြီတို့ညီကိုနှစ်ယောက်ယာဓုကြီးမဲ့ပြီးတော့နေရင်တော့ယာရုနဲ့နေရမယားတွေကတော့ရှင်မယင်ကတော်ကြီးဆိုတော့ဂုံရှိပဲမရှိဘူးလားရှိသလားရှိပါဘူးသားတွေသမီးတွေကဂုံရှိမယ်ကျွန်းတွေကိုအပိုခိုင်းတော့လေစိတ်မချရဘူးကွမယင်နာနေတော့ရှင်မယင်ယာရုကြီးနဲ့နေတော့မီရင်မင်းကလွတ်ရမှာလားမလွတ်ရဘူးလားလုံနေရလိမ့်မယ်ဒီယာရုပြည့်မယ်ညီလေးနေခဲ့ဟာမယားတွေကအမလီကိုမဟာနန္ဒီရရဲ့ကျမတို့မျက်နှာထောက်ပါအောင်သမီးတွေကငိုဟေ့တော်ပြီတသန်၂ရာလုံးယောက်ျားဖြစ်တော့မိန်းမယူလို့မွေးခဲ့ပြီမိန်းမဖြစ်တော့ယောက်ျားယူလို့လေသားတွေသမီးတွေမွေးခဲ့ရပြီဟေ့ချစ်လို့လက်စမတုံဘူးကွာတသန်၂ရာလုံးမယားတွေယူခဲ့သားတွေယူခဲ့မွေးလို့လေလက်စမတာအိုးလို့လေလက်စမတာနာလို့လေလက်စမတာတင်လို့လေလက်စမတာတော်ပြီနင်နောက်ယောက်ျားယူတော့ငါနောက်ယောက်ျားနောက်မိန်းမမယူပါဘူးအမေလှုပ်ကြွေးမယ်ကဲနေရဦးမယ်တခါကြီးတို့အမေကိုလှုပ်ကြွေးခြင်းလို့ရှင်ဘယေယာဓုနဲ့မယားပြစ်မယ်ဆိုရက်တခါကြီးဒီထက်ဘယ်လျောက်ပါမပါဘူးဗျာ
မပါဘူးကြီးပဲခင်ဗျားတို့ခန်းကျင်နေတာဒကမတွေမေးရအောင်မယ်ရှင်မရေရာထူးကြီးနဲ့အမေလှုပ်ကြွေးခြင်းလို့လင်ပြစ်မဲ့ဒကမဒီထက်ပဲတယောက်ပါတယောက်မှမပါဘူးအမေအိုးပါပြီအသက်ကြီးပါပြီသေပါတော့ကိုအဟွာနာကတ်မှားနေသလားမှန်နေသလားမရပြစ်တယ်ထားပါအောင်တော့ဗျဒါကြီးနဲ့အဲ့တော့တွားတဲ့အခါကျတော့ညီလေးကလည်းအကူမှန်တယ်မရဘူးတော့မရှိဘူးကျုပ်လည်းဒီမိန်းမသေးရင်နောင်မိန်းမယူမယ်နောင်မိန်းမယူရင်သားတွေသမီးတွေမွေးလေအောင်မယ်မရှိတော့ဘူးကျုပ်လည်းလိုက်ပဲကိုကြီးကတော်ထဲမှာတည်တည်ရှာရင်အမေနာမှာချီသေးတုတ်တင်မယ်ကျုပ်ကတော်ထဲရှာရင်ကိုကြီးကချီသေးတုတ်တင်တယောက်တွားရင်တယောက်ဆောက်ရှောက်မယ်တော်လားမတော်လားမအေးချီသေးတုတ်တင်မဲ့လူရှားတယ်အမေနင်းမကောင်းလို့တလလောက်လဲနေနှာခေါင်းတရှုံရှုံတကမသူတို့ယောက်ျားသူတို့လင်လေးသူတို့မယားလေးများကြပြုစုရတာအနာလေးမှာဆိုကြည်တာအမေကဖျားမယားကဖျားတကာကြီးတွေဘယ်နာနေမတော့ဟုတ်ပါဟုတ်လားတကမကြီးတွေခမည်းတော်အမေကလည်းဖျားခမည်းတော်ယောက်ျားကလည်းဖျားခမည်းတော်လက်ကလေးနဲ့ကင်ထားတဲ့လူအသက်ရှင်မယ်ဆိုယောက်ျားကင်မလားအမေကင်မလားဘယ်မကင်ဘူးရှာဟုတ်ကောဟုတ်လားဆိုကြည်လားတခါကြီးတွေဘယ်ဟာကင်တာများတော့ယောက်ျားကင်မှာပဲအမေအိုးပါပြီသေးပါလေ तू မရှိရင်ဒီကိုဟွာကြီးမရှိပြီဆိုကြယနေ့ဟာစာ၍နောက်ကမှားရှေ့ကိုမှားရမှာလားမမှားဘူးလားအဲ့တော့မယားတွေကငိုဟဲ့မြောက်တို့မင်းတို့နေခဲ့ကြမင်းတို့ဟာမလို့ဖြစ်မအေးစီသွားကြတဲ့အတူခိုးလိုက်သလားမခိုးလိုက်ဘူးလားတို့ဒီခေတ်ဒီခါသားတွေကိုယုံအကုန်လုံးပုံပေးလိုက်မင်္ဂလာဆောင်တော့ပုံပေးလိုက်လက်ဖွဲ့လွှတ်လိုက်ငတ်လို့အဲ့ဒီအိမ်ကပြန်ပေးရလားဟိသမီးလက်ဖွဲ့လိုက်တော့သားကလည်းမရကြောက်တယ်သားလက်ဖွဲ့လိုက်ချွေးမကြောက်တာနဲ့အကုန်ငတ်တယ်မဲ့ရလည်းမိုက်ကြတတ်တိရှိတယ်လည်းရှိကြကုန်တော့အဲ့ဒီလိုအမေနာရောက်တော့အမေအာမငယ်နဲ့ဗျာကျုပ်တို့ကပြုစုမယ်မဟာနန္ဒိယအစ်ညီလေးတို့ကရှင်မရင်ကြီးတွေကွာရှင်မရင်ဆိုတော့ဒီနာနေတာတီးတော့မြောက်တွေကဝင်လာလိမ့်မယ်မြောက်တွေဝင်လာတော့အခါရလိမ့်မယ်အခါနဲ့အခါမအေးဒီနာမအေးနာမနေနိုင်လို့ကြမ်းမာရီချွတ်တဲ့တာမပြုတ်သူနိုင်ပဲနေမှာစိုးလို့တို့ကြီးကိုနှစ်ယောက်ဒီတော့ထဲမှာမနေပဲနဲ့မြောက်တွေနဲ့ဝေးအောင်ကြည်ရအောင်တီးအဲ့ရလာရင်မအေးပြုတ်စုရမှာနဲလို့တယ်တော်အတူခိုးလိုက်တာမခိုးလိုက်ဘူးလားတို့ဒီတွားရအောင်ကဟိုပြစ်စမ်းတဲ့ရွာနာကညောင်ချက်ပင်ကြီးတွားနေမယ်မြောက်တင်းနဲ့ဝေးရအောင်ဆိုပြီးတော့မြောက်တရိษံကြီးကအမေအကမ်းမကြီးကိုကြောကိုပိုး၍တွားလေသာဒီမေကြောပိုးတွားတာလူလားတရိษံလားဟိတက္ကမတွေတက္ကကြီးတွေဥစဉ်တရားနာပြီးတို့ပြောရမှာလားမပြောရဘူးလားကြည်သာအမေကြီးကိုတိဋ္ဌာန်ကြီးကအမေကိုကြောပူသွားတဲ့တက္ကကြီးတို့အမေကြောပူတဲ့လူဒီတကယ်ဘယ်နှယောက်ရှိတယ်လဲဒီခွေးနာတဲ့လူတွေလည်းရှိမှာမဟုတ်ဘူးတိဋ္ဌာန်ကြီးကြည်စမ်းပြစ်စံတရီရွာနာရောက်တော့မအေးအိုကြီးမှညောင်ကြပင်ခွာကြပေါ်မှာလေးလုံးမိုးလုံးလေးထားပြီးတော့အကိုကြီးကတတိရှာတဲ့အခါညီလေးကစောင့်ညီလေးကရှာတဲ့အခါအကိုကြီးကစောင့်ပြီးတော့နေတတ်တဲ့အဲ့ဒီလူတွေအတုခိုးတိုက်သလားမခိုးတိုက်ဘူးလားဆိုကြည်တယ်လောကလူရွာအချို့လူတွေဟာမိခင်ဖခင်ကျေးဇူးမသိတာဟုတ်ကောဟုတ်ရလားဟိကျေးဘူးရဖြင့်များတော့အားမိခင်ကျေးဇူးသိသူကနေကြတယ်ရှင်းတော့ရှင်းရလားကြည်သာအဲ့ဒီမြောက်ကြီးနှစ်ကောင်အဲ့ဒီလိုနေတဲ့အခါတော်တော်ကြာတော့အဲ့ဒီရွာထဲမှာလဲဒါယကတယောက်ကရှိတယ်ဒါယကတယောက်ကတနေ့တနေ့အိမ်အောင်ကြတဲ့အခါကျတော့ကိုလေးအိမ်လေးခွဲလဲလို့စားမိုးကတနှစ်နှစ်နှစ်ခေါင်းတဲ့အခါကျတော့မိုးခေါင်းတော့စပါးရရလားသူတော်ကောင်းတို့အဝနီကြလာတဲ့အခါအဲ့ဒီလူကြီးကလူရွာတွေကတကာကစဉ်းစားတယ်ငါဒီကောင်းမလေးအပြိုတုံးကခြေရေးဆိုထားတာခြေဘဝမီခြေဘဝမျိုးကောင်းကောင်းမွန်မွန်လက်ဘဝကိုခြေဘဝမီမလောက်အောင်ကောင်းကောင်းမွန်မွန်ထားပါမယ်လို့အာမခံယူထားတာ
ငါမရတွေတော့စားရမဲ့မဲ့တောက်ရမဲ့မဲ့ဖြစ်နေပြီငါသားလေးတွေစားရမဲ့မဲ့တောက်ရမဲ့မဲ့ဖြစ်နေပြီဟေ့ငါဘယ်လိုလုပ်မလဲငါသမီးလေးကလည်းအဝတ်အစားမကောင်းတော့ဘူးတောင်းနာကအဖေကြီးမိုးရွာရင်လည်းမိုးမလုံးလေတက်ရင်လည်းလေမလုံးအဖေနဲ့အမေအတွက်မပူပဲနဲ့ရွာတဲ့ကလူကမယားအတွက်ပူတယ်ဆိုကြည့်တာမနုဿလူသားကသာသမီမယားအတွက်ပူနေတယ်တိရစ္ဆာန်ကြီးကအမေအတွက်ပူနေတယ်ဟိုဟာလားမကွာဘူးလားဟိကျွာတွေကဒါယကာကကြည်တာသူ့မိမမိုးခေါင်လို့သူ့သားလေးတွေမဝစ်ရလို့ကောင်းကောင်းမစားရလို့ပူနေတဲ့တောင်နာကအဖေအိုအမေအိုကြီးလီတိုက်လို့လီမလို့မိုးရွာလို့မိုးမလုံတာစိတ်မရောက်ဘူးတဲ့ဟေးမရတို့အာမငယ်နဲ့နင့်တို့ကငါအစာတော့ငါယူတော့ငါအာမခံထားတယ်ကောင်းကောင်းထားပါမယ်လို့အာမခံတာငါဒီမိုးခေါင်လို့ရှိရင်သားတွေမရတွေကောင်းကောင်းစားရအောင်မဝယ်နိုင်လို့တောလေကျွေးမယ်ကြည်လားအဖေအတွက်တောလေသလားမရအတွက်တောလေသလားလူကဘဒုအတွက်လုံနေပါလေမရအတွက်ဟုတ်ကဲ့ဟုတ်လားဟင်ကြည်သာရွာတွေကလူကမရအတွက်စက်သားဝက်သားစားမဝယ်နိုင်လို့တောလေကျွေးမယ်ဆိုတောလေတော့ကြီးငယ်ဆိုင်စာဖုတ်ပဒရလာတဲ့အခါသားကလေးအငယ်လေးမိုးလို့အသားလေးကိုကျွေးသမီးအငယ်မိုးလို့ပေါင်သားလေးကိုကျွေးမယားကတွေးနူတာနူမိုးလို့တွေးသားရှိအောင်အတဲနှလုံးကျွေးတောင်းနာကအဖေအိုအမေအိုကြီးအယိုးအရင်တောင်မရောက်ပါကောင်းရဲ့လားဟိဒီခေတ်လည်းမရောက်ဘူးခင်ဗျားတို့ဟင်တကားရီခင်ဗျားတို့ယောက်ျားနဲ့သားနဲ့ဆိုကြည့်တာသားနဲ့သမီးချစ်ချင်းချစ်ရင်သမီးကိုဖိချစ်ကြပါသားတို့မြည်ဒီမကောင်းတာကများကြတာသမီးများအိမ်လာရင်အမေနေမကောင်းထမိန်လျှော်ပေးအင်ကြီးလျှော်ပေးချီးသေးတုတ်တယ်မလုပ်ဘူးလားလုပ်သလားဟိသားကတော့နှိမ့်ဆက်တာပဲရှိတယ်ဒီအကောင်ကြည့်လေကြီးငယ်ဆိုင်သက်ဖုတ်ပဒရတယ်အမေအိမ်ရောက်ရလားသမီးဆိုရင်ယောက်ျားမသိအောင်ပြည်တော်လေးတဲ့ထက်အပေါ်ကပစိုးလေးအင်ကြီးလေးဖုံးပြီးတော့အဖေအိမ်ရောက်အောင်ပို့သလားမပို့ဘူးလားပို့တယ်သမီးများတော်တယ်သားတွေကတော့ကြည်သူများထိုးလာတာနဲ့သမီးအတွက်ထောင်ကြတာနဲတယ်သမီးအတွက်ငွေကုန်တာနဲတယ်ကျမ်းတယ်မအောင်မြင်နဲ့သမီးကလင့်နောက်လိုက်ပြေးတာကလွယ်ဘာရှိဘူးအဲ့ဒီလင့်နောက်လိုက်ပြေးရလဲသူတဘောကြတာပြေးစားရင်ပြေးပါမလားဟိသားတွေကတော့သူများဓာတ်နဲ့ထိုးလာလို့ထောင်ဝင်သားတွေ့ရတာနဲ့အမှုဖြစ်လို့သူများသားသမီးဆွဲလာလို့ခိုးလာလို့တတ်လာလို့သားအတွက်တော်တော်ဒုက္ခလားဒုက္ခလားမိဘကြတော့ပြန်ဆောင်ခရလားဟိဤသာကြီးငယ်ဆိုင်စာရတာတောင်းနာကအဖေအမေငတ်နေတာမကြွေးဘူးသူမရနဲ့သူသားလေးကြွေးတယ်အဲ့ဒီလိုနေတဲ့အခါတနေ့တနေ့အဲ့ဒီအမောင်ယောက်ျားကတော်တယ်သွားတဲ့အခါကြီးငယ်ဆိုင်စာလက်ရင်းကမျက်စီလဲလမ်းမှပြီးတော့တော်တယ်မှ4-5ရက်အေး၍နေရလေတည်း4-5ရက်မျက်စီလဲပြန်လာတော့တနေ့တနေ့ကြတော့ရွာနာကရောက်လာတဲ့အလူငါ3-4ရက်ရှိပြီငါမရရင်သားတွေသမီးတွေဆန်းလဲမရှိဘူးအိမ်မှာဒုက္ခတို့ရဲ့မျက်စီလဲတာအမေလှမ်းပူသလားမရပူနေသလားအဲ့ဒါလူလားတိရစ္ဆာန်လားဟိတိရစ္ဆာန်ကြီးကဘု து အတွက်ပူတယ်လေအဲ့ဒီလိုနေတဲ့အခါကျတော့ပြန်မပဲဆိုသားတွေသမီးတွေကောင်းကောင်းလဲစားရမှာမဟုတ်ဘူးဟိုညောင်ချက်ပင်ကြီးငှက်ကလေးများရှိမလားဘာကောင်းရှိမလားဝင်ကြည့်အောင်ပဲဆိုပြီးကြည့်လိုက်တဲ့အခါမြောက်နန္ဒီယနဲ့မဟာသုလနန္ဒီအလိုကြီးလေးဟိုမနုဿလူလားမဟုတ်ဆိုးလာပြီကွပြီးတော့မယ်ပြေးကြဆိုပြီးခေါင်းကိုင်းကိုတက်ပြေးတော့ညီနဲ့အကူကလွတ်တယ်မြောက်မကြီးကပြေးနိုင်ရဲ့လားမပြေးနိုင်တော့မနုဿလူသားကဟင်းစားရကကြုံလို့မုတ်စိတ်ပြားဆွဲပြီ4-5ရက်မျက်စိလဲတာမရဟိုအိုမကြီးပြစ်ပြီးတော့အသားလေးတွေစီနဲ့ဆန်နဲ့လက်အယိုးစွပ်ပြုံငါသားတွေစားရအောင်ပြစ်မယ်လို့လေးနဲ့ချိန်လိုက်တဲ့အခါမဟာနန္ဒီယာကြီးကစဉ်းစားတယ်ဟေးမဟာနန္ဒီယာမင်းစဉ်းစားစမ်းငါကလလရေကြီးတရေတီးတဲ့အချိန်တုန်းက
ငါစံငံပုခရတာ6ပါးရှောင်ပြီးတော့ဒုက္ခတွေရောက်မှအမျိုးမျိုးကဲတင်ခဲ့တဲ့အမေကြီးမနုဿလူသားကမြားနဲ့ပြစ်တော့မယ်အမေကြီးဒီတွေးတဲ့တန်ရုံနဲ့တရားရင်ဒုက္ခငါအမေကြီးတိရစ္ဆာန်မကြီးတိရစ္ဆာန်ဆိုတာဖယားလည်းမသိတရားလည်းမသိတန်ခါလည်းမသိကုသိုလ်လေးဆိုတာကလည်းတကွက်မှမရှိမိရတန်ရုံကြီးနဲ့တရားရင်တော့အသေးလေးမဖြောင်မဲနဲ့ငါအမေကြီးငရဲကြလိမ့်မယ်အိုးညီလေးငါအမေငါတို့ဒုက္ခရောက်တော့ငါဆောက်ရှောက်တယ်မအိပ်ပြီးရတန်ရုံကြီးမြင်ရတာငါမကြည့်ရဘူးအမေအစားငါအသေးခံမယ်ငါမရှိရင်မင်းလို့တွေးလိုက်ဟင်စဉ်းစားတာတစ်ချက်စဉ်းစားတာမအိပ်ပြီးရတန်ရုံကြီးသေးတာမကြည့်ရဘူးအသားသေးမတဲ့အဲ့ဒါလူလားတိရစ္ဆာန်လားဟိတော်တော်အောင်းမကောင်းလားကောင်းလား96ပါးယောဂနဲ့သိရင်တက်သားသေးတဲ့အယူဖြောင်းလိမ့်မယ်မြားကြီးနဲ့အသက်နှလုံးမှန်ရင်အမေအခါရဆိုးပြီးတော့ဒေါသနဲ့တည်တော့ငရဲကြလိမ့်မယ်လောဘနဲ့တည်တော့တိတ်တာဖြစ်လိမ့်မယ်မောဟနဲ့တည်တော့တိရစ္ဆာန်ဖြစ်လိမ့်မယ်တို့မြောက်မကြီးအကုသိုလ်တွေများတဲ့အတွက်ညီလေးမင်းဆောင်ရှောက်လိုက်အမေအတွက်အသေးခံမယ်96ပါးနဲ့တည်ပါစေကြည်သာလုတ်တွေးတာတဲ့အသက်နဲ့လဲတဲ့မေဖေးတော်ကျေးဇူးကြီးလားမကြည့်ဘူးလားကြည့်ပါရဲ့ဒီလေမှားပြီးတော့မြောက်ကြီးကအောက်ခုံချတော့မနုဿလို့ဟေးအတင်းကပါကျုပ်မဟာနန္ဒီရဗျခမရတတ်မလို့ချိန်နေတဲ့မြောက်မကြီးရဲ့သားအိုးအမောင်လူသားကျုပ်အမေမတတ်ပါနဲ့ကျုပ်ကဝပါတယ်ဟိုဟာကြီးကအပင်ကြီးပါအစီတရစ်အသားတရစ်ကြီးကျုပ်ကိုတတ်၍စားပါကျုပ်အမေကိုတော့တနေ့တရက်တမနဲ့ပဲနေရ96ပါးနဲ့တည်ရရင်တက်တာတဲ့တွေးတွေ့တန်ရုံမလုပ်ပါနဲ့ကြုတ်ကိုပြစ်ပါကြည်သာမအေးအတွက်ရင်ကော့ပေးတဲ့သူတော်ကောင်းတို့ရဲ့ဒီနေရာလေးစဉ်းစားရမလားမစဉ်းစားဘူးလားတို့တွေတရားဒလိုလူရှိရလားဟိဟာနာဘောဒီအပိန်ကြီးမပြစ်ဘူးမြင့်ပြင်းလို့ဆိုပြစ်ချလိုက်တာသေတော့စဉ်းစားဒီကောင်ကြီးကသေတော့ဆံဖို့စီဖို့ဟိုမကြီးထားမခင်ငါပြုံးမဲ့ချိန်ကြတဲ့ဒီလူသားကမရအတွက်ကြည်သာရက်ဆက်တာချိန်လိုက်တော့အပေါ်ကစူလာနန္ဒီယာလေးကအလွန်ရက်ဆက်လှကြည်လားအပေါ်နဲ့အမရလို့အမေတော့ပြစ်တော့မယ်အမေအသေးခံလို့တော့မဖြစ်ဘူးအမေအစားငါလည်းသိမယ်ကြည်သာခုံချမင်းကပါလေကျုပ်ကစူလာနန္ဒီယာအမေရဲ့သားဟဲ့မြောက်ကြီးရဲ့ညီကျုပ်ကိုတတ်ပါအမနုဿလူသားရဲ့မအေးဖေးဆိုတာကျေးဇူးကြည်ပါလေဗျတနေ့တရက်တမနဲ့ပဲကောင်းကောင်းလေးနေထားခဲ့ပါပစ္စာရှိပါကျုပ်အသေးခံပါမယ်ကျွတ်တို့ညီကိုနှစ်ယောက်ဝကလည်းဝပါတယ်စီဖို့ဆံဖို့လည်းမကပါဘူးအများကြီးရပါတယ်တတ်ပါတတ်လိုက်ပြီးပြစ်လိုက်ပြစ်တော့2ကောင်တည်တယ်ဟင်ဒါကြီးမထားခဲ့ဘူးဒီအကောင်တွေက3ရက်စာ4ရက်စာသားတွေသမီးတွေစွပြုတ်လို့တော့ဟာမကြီးပြစ်မယ်ဆိုပြစ်ချတယ်ရက်ဆက်သလားမရက်ဆက်ဘူးလားအဲ့လိုပြစ်ချတော့မဟာပထဝီမြေကြီးအိုဒိန်ဇက်ကဲတို့လဲပြီးတော့ရှိသွားတယ်မရှိတော့ဘူးလားရှိပါပါဘုရားဒါတွေထမ်းပြီးတော့အိမ်ကိုပြန်တဲ့အခါကျတော့ရွာနာလဲရောက်ရောသူမိမရဲ့အိမ်ကိုမိုးချိုးပြစ်လိုက်တာလောင်ပြီးကြတယ်အိမ်ကလောင်ပြီးကြသားတွေသမီးတွေတီတော့သူကတော့မသိဘူးပေါ့သားသမီးသားမြောက်ကြီးတွေထမ်းပြန်တော့တခါနာကြဟေးအမောင်မင်းပါလေမင်းကူးမှပြန်လာအေးမင်းပြန်လာပြီမဲ့အလားကောင်းတဲ့အခါနှောင်းပြီးမင်းမယားနဲ့မင်းသားတွေမိုးချိုးပြစ်လို့အိမ်ကိုမိလောင်လို့သေကုန်ပြီဆိုတော့ကြည်စမ်းမြောက်3ကောင်ချ၍ပူ၍ပြေးရရှာတယ်မရအတွက်ပြည့်ဟေးမရတို့သားတို့ဆိုပြီးပူပင်းမင်းနဲ့တွားတဲ့အခါအနာနာကကြမ်းနေတဲ့ထုံနဲ့ရောက်ကခေါင်းကိုရိုက်ပြီးတော့အဲ့ဒီအမောင်လူသားလဲတယ်လဲတော့မဟာပထဝီနေကြီးရှိလာတယ်ဟင်ဘယ်အတွက်ငါလေးရလောကမှာ2,400အတုရှိတဲ့မဟာပထဝီမြေကြီးက30ပုံထမ်းရတာမလေးဒီငမိတ်တာထမ်းရတာလေးတဲ့ခေါ်မဲဆိုမဟာပထဝီမြေကြီးဟက်တာကွဲပြီးတော့အဲ့ဒီအကောင်ကြီးမြေမျိုးရဤမြေမျိုးတဲ့အခါအယတ်သူအယတ်သားများကဝိုင်းလာတော့ဟေးအမောင်လူလားမင်းဘာကြောင့်မြေမျိုးရတယ်လေပြောတဲ့အခါကျမှအိုးကျုပ်ထံကိုလာကြတယ်မိတ်ဆွေအပေါင်းတို့အာယုန်လေးတောင်းလိုက်တာပြောပုံလေးကျွန်ုပ်ဒီလူဘဝမှာနေတော့အနန္တကိုင်းဝေကျေးဇူးရှင်အဖေနဲ့အမေကြတော့မေ့နေတယ်မယားလေးမျက်နှာညှိုးရင်အဲ့လိုမပြောဘူးဗျကျုပ်ဒီအဖေဖျားတော့ငါထိုင်လို့ရ၏ကျုပ်အမေဖျားတော့အဲ့လိုမရ
ကျုပ်အဖေနဲ့အမေဒီဆောင်းကလည်းမရှိအင်ကြီးကလည်းဗလားစားတရားဆိုတာကလည်းမရှိမအေးအဖေအတွက်ကြတော့မပူဘူးဗျမယားအတွက်ကြတော့ပူတယ်တလို့တုန်းကအမေကဖြားအမေကဒီကနီးဖြစ်သားရီသမီးတွေဖြားတဲ့အခါအဖေနာမအိတ်တဲ့ငမိုက်သားဟုတ်လေကတခါဝတွားကြည့်လိုက်ဆန်းပြမြောက်ကြီး၃ကောင်ရှိတယ်သိဆန်းကြီး2ကောင်ကအမေအတွက်အသေးခံတယ်ဗျကျုပ်လူမိုက်ဗျအမေအဖေကြတော့ဂယုမဆိုင်မယားဂယုဆိုင်လို့ကျုပ်နေလူရတယ်ကျုပ်ကျေသားဝက်သားရှိတယ်တော့သားကိုကျွေးသမီးကိုကျွေးအမေအဖေအိမ်ကြတော့အယိုးအရင်တော့မရောက်တဲ့ငမိုက်သားမတနာကြနဲ့မြောက်ကြီး2ကောင်ကအမေအတွက်အသေးခံတယ်ဟဲ့ဒီငမိုက်သားကမယားနဲ့သားကျွေးခြင်းလို့သူ့အမေကိုပြစ်ခဲ့လို့ကျုပ်မြင်ယူရပါတယ်အိုးအမောင်လူသားတို့ကျုပ်လမ်းစဉ်ကိုမလိုက်ကြနဲ့ဗျငမိုက်သားကျေးဇူးတော်အနန္တကြီးမားလှတဲ့အမေနဲ့အဖေကြတော့ဂယုမဆိုင်မယားမျက်နှာညှိုးရင်အဲ့လိုမရဘူးဗျပါဠိမျက်နှာညှိုးလို့ရှိရင်ဖင်ချလို့မရတဲ့ငမိုက်သားသေရင်အဝီစီသွားရမှာဖြစ်လေသည်